Yo guys,အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာဂီစီပဲပြောပါရယ်ဒီရှင်းလုံးလေးလို့ပြောပြရမှာပြောပါရယ်ဆိုတော့ဒီထဲကိုဒီ73လေးကိုနေလိုက်ပါပြီးတော့ crate ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါ okay ဝင်ပြီးတော့အဲ့ဆိုတာနဲ့ဒီ73လေးကိုနေလိုက်ပါ okay ပြီးတော့ crate ရှင်းတဲ့ဝင်လိုက်ပါ okay okay ဒီဘက်လေးကိုဆွဲလိုက်ပါပြီးတော့ variation တွေ့နှိပ်လိုက်ပါ okay ပြီးတော့ဒီဘက်ကိုဆွဲပါပြီးရင် class လေးနှိပ်လိုက်ပါ okay ပြီးတော့ upload ဒါလေးကိုနှိပ်လိုက်ပါဒါတော့ဟိုဖြစ်တာလေ okay ဒါလေးကိုနှိပ်လိုက်ပါပြီးဆိုတော့ကျွန်တော်ဘောနော်ဒီမှာဘောနော် upload လေးဒီမှာဘောနော်ဒီဟာလေးကိုနှိပ်ကြမှာဖြစ်တယ်ဒီဟာလေးနှိပ်ပြီးကိုကြိုက်တဲ့အင်ဂျီမှာဘောနော်လာပြလို့ရပါတယ်okay မှာပေါ့နော် change ဆိုတဲ့ဟာလေးကိုလည်းနှိပ်လိုက်ရပါတယ်အပြင်ဖြစ်ချိန်လည်း remove နှိပ်လိုက်ပါဒါတော့ကျွန်တော်ဒီတိုင်းပဲပြရပါဒီတိုင်းပဲဒါတော့အင်ဂျီမဟုတ်ဘူးကျွန်တော်ပြရပါနေပါဘူးဆိုရင်တော့ကိုရှိတဲ့အင်ဂျီရေးလို့ရပါဒါဘာအင်ဂျီပဲဖြစ်ဖြစ်ဒီမှာရေးလို့ရပါဒီလိုပေါ့နော်ဘာဒီရှင်းနဲ့ဒီရှင်းဆိုရေးလိုက်ပါကျွန်တော်ဘာပဲဖြစ်ဖြစ်နော် basketball ဒီရှင်းပဲဖြစ် basketball လို့ရေးလိုက်ပါ okay ပြီးရင်တော့okay ပြီးတော့ decoration မှာ t-shirt လို့ရေးပေးပါ okay ကျွန်တော်ဒီမှာထည့်လိုက်ပါဦးနော် okay sorry ပြီးပြီဆိုတော့နော် upload လေးတွေရပါတယ်ဆိုတော့ဒီ10 Roblox ကုန်ပါတယ်10 Roblox ကုန်ပါတယ်ဖြစ်ပါတယ် okay ဆိုတော့ဒီကနေ့ဗီဒီယိုဒီလောက်ပါပဲကြည့်ရှုရတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ် like and subscribe လေးမလုပ်ရသေးဘူးလုပ်ပေးကြပါဦးအားလုံးပဲတတာနောက်ဗီဒီယိုမှာပြန်လို့ကြ